ညီကိုရအားလုံးပဲမင်္ဂလာပါ Football Enthusiast ရဲ့ပွဲပြီး30ချက်စီစဉ်နေပြီးတော့ပြန်လည်ကြိုးစားပါရစေဆိုတော့ကျွန်တော်တို့ခုပြုလုပ်ပေးမယ်ဒါပွဲပြီးကတော့ကျွန်တော်တို့ဒါခုလက်ရှိဒါစနေနေ့မှာအဆုံးဆုံးကန်ခဲ့တဲ့မြန်မာစံတော်ချိန်6နိုင်မှာကန်ခဲ့တဲ့ Nottingham Forest နဲ့ Chelsea ဒါ Chelsea ကတော့ကျွန်တော်3-0ဆိုရရတဲ့တခုနဲ့တကယ်ကို Nottingham Forest ရဲ့ဒါအိမ်ကွင်း City Ground မှာတက်တောင့်တက်တာပဲကျွန်တော်အနိုင်ရရှိနိုင်ခဲ့တယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့ပွဲပြီး30ချက်ပြုလုပ်ပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အစီအစဉ်လေးကိုကြိုက်နေတဲ့ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကို like လုပ်ရင်းနဲ့ပြီးအားပေးကြဖို့တောင်းဆိုချင်ပါတယ် channel လေးကို subscribe မလုပ်ရသေးဘူးဆိုလည်း subscribe လုပ်ပြီးအားပေးကြဖို့တောင်းဆိုချင်ပါတယ်ဆိုတော့ခက်မြန်သွားလိုက်မယ်ဆိုတော့ဒီပွဲကကျွန်တော်ပွဲမတိုင်ခင်မှာဆိုရင်ကျွန်တော်တို့ဒီ bookie တွေဖွင့်ထားတဲ့ G ရဆိုရင်က Nottingham Forest back ကိုဆွဲခေါ်ခြင်းတဲ့ပုံစံမျိုးဖြစ်နေတယ်ဆိုတော့ဒါဒီကျွန်တော် Chelsea အနေနဲ့ဒီပွဲမှာ Nottingham Forest ရဲ့ bounce back ခြင်းကိုပြန်ခံရမယ်ဆိုပြီးတော့တော်တော်များများလေးစိုးရိမ်ပူပန်နေကြတဲ့အနေအထားတစ်ခုပေါ့ဒီက international break အပြီးမှာဆိုရင် Nottingham Forest အနေနဲ့ပြောမှဆိုရင်ခုတက်ရှိတောက်လျှောက်ဆိုသူတို့ရတဲ့ဆိုရင်ကြုံတွေ့နေတဲ့တပွဲပဲနိုင်ထားသေးတဲ့အနေအထားတစ်ခု Premier League မှာဆိုရင်တကယ်ကိုမှဖက်ကကျွန်တော်တို့ဒါဒီပြပြောင်းလဲတွေရောဘာတွေရောစသဖြင့်ပေါ့နော်ဒီလိုမျိုးအနေအထားတစ်ခုဖြစ်နေတဲ့အရာမှာဒီ City Ground မှာတော့ဒါအနေနဲ့အများဒါအိမ်ကွင်းနဲ့ဖြစ်တဲ့အတွက်ကြောင့်မို့ Chelsea ကိုတော့ bounce back ပြန်လုပ်နိုင်မလားဆိုပြီးတော့ panic တွေတော်တော်များများနဲ့ခံမှန်းထားကြတယ်ဒါ bookie တွေကြေးရဆိုလည်းတော်တော်များများက Chelsea ဘက်မှာတိတ်မရှိကြဘူးเนาะဆိုတော့ဒီလိုမျိုးအရာကိုမှ Chelsea ကတော့တကယ်ကို3-0ဆိုရတဲ့တခုနဲ့တက်တောင့်တက်တာ AC ပဲအနိုင်ခဲ့တယ်ဆိုတော့ပထမချီကျူးရမှာတော့ဒါ Enzo Maresca ရဲ့ဒါပြောမှဆိုဒီနေ့ပွဲမှာတော့ဒါဒီကွင်းပင်းကနေပြီးတော့ကျွန်တော်တို့ဒီကြီးကြပ်ခွင့်တော့မရဘူးပေါ့နော်အဓိကပြီးခဲ့တဲ့ Liverpool နဲ့ပွဲမှာနောက်ဟာတနီနဲ့ဒါနီကက်နဲ့ထုတ်ပယ်ခံခဲ့တဲ့အတွက်ကြောင့်မို့လို့ဒါဒီနေ့မှာတော့ကျွန်တော်တို့ဒါပွဲကြီးစဉ်ကနေပဲကျွန်တော်တို့ဒီ control လုပ်နိုင်ခဲ့တယ်ပေါ့အဓိကတော့ကျွန်တော်တို့ဒါဒီ15မိနစ်ကျွန်တော်နားနေချိန်မှာပဲဒါသူ့အနေနဲ့ကြီးကြပ်နိုင်တယ်ပေါ့ဆိုတော့ဒီလိုနေနောက်တစ်ခုမှလူစားလဲမှုမှန်ကန်ပြုလုပ်နိုင်ခဲ့တယ်ဆိုရမယ်တကယ်ကိုမှဒါတောက်လျှောက်ဒီဝင်းနေရာမှာကျွန်တော်အတုံးတေချာလေးဒါမခံနေတဲ့ဂါနာချိုတို့ဘာလို့ကိုတေချာပေါက်ထုတ်ပြပြီးရဲ့နောက်ပိုင်းမှာဆိုရင်ဒါဂိုင်းစီတို့ဘာလို့ထည့်လာလဲဆိုတော့ဒီလိုမျိုးရာတစ်ခုမှတော့ Chelsea အနေနဲ့ပို့ပြီးတော့ကြီးလေးဆော့နိုင်တယ်ပေါ့ဗျာဆိုတော့အဲ့အတွက်ကြောင့်မို့ Chelsea ကတော့ဒါဒုတိယပိုင်းကတော့ Chelsea အသာကြီးပဲရယူနိုင်ကြလို့ဆိုရမယ်ဘာလို့ဆိုတော့ပထမဆုံးအနေနဲ့ပြောချင်တာကတော့ first half မှာက Nottingham Forest ကတကယ်ကိုအကောင်းဆုံး Chelsea ရဲ့တကယ်ဟာကွက်ဖြစ်တဲ့ဒါခုလက်ရှိဒါဒီပွဲထွက်လာတဲ့လူစင်းရကျွန်တော်သုံးသပ်ရမယ်ဆိုရင်ကဂိုင်းစီတို့ဝင်လာတဲ့ကွင်းလည်နဲ့ခုလက်ရှိပြောမှဆိုရင် Lavia တို့မာလူကူစတို့ Santos တို့ဒါထိန်းချုပ်ထားတဲ့ကွင်းလည်နဲ့တော်တော်လေးကွာခြားတော့မြင်ရမယ်ဆိုတော့ဒါဒီနေ့ပွဲမှာလည်းတကယ်ကိုချီကျူးရမှာဒါ Reece James ပါ Reece James ဒီနေ့ပွဲမှာဆိုရင် assist လည်းရခဲ့တယ်တွင်းကိုလည်းရခဲ့တယ်ဒါအပြင်ကျွန်တော်တို့ဒီနေ့ပွဲမှာလည်းတကယ်ကိုဒါနောက်ဆုံးဒါပထမဆုံးတွင်းကိုတွင်းသွားရတာအခြားပေါင်းဆိုတဲ့ဒါသူ့အတွက်တကယ်ကို first senior goal လို့ပဲဆိုရမယ်ဆိုတော့တကယ်ကိုမှကောင်းမွန်တဲ့ထုတ်တဲ့လူစင်းလို့ပဲဆိုရမယ်ပေါ့နော်ဒါချာလိုဘာလို့ပေါ့ဒီနေ့ပွဲမှာပြန်ပါနိုင်တယ်ဆိုတော့ Chelsea ရဲ့ခံစစ်ကတော့ကျွန်တော်တို့ထင်တော့ကြီးမဆိုးရွားဘူးပေါ့ဆိုတော့ဒီနေ့ပွဲမှာတော့ပြောရမယ်ဆိုရင်ဒါfirst half ကတော့ဒါ Nottingham Forest ရဲ့တကယ်ကိုကျွန်တော်တို့ဒါ dominate ဖြစ်စော်ကစားနိုင်တဲ့အရာပါအဓိက Caicedo တို့ဘာလို့မပါဝင်နိုင်ဘူး Enzo Fernandez နဲ့ကိုဘာမှတော့မပါဝင်နိုင်တဲ့ဒီကွင်းနယ်အနေထားတစ်ခုမှာတစ်ဖက်ကကျွန်တော်တို့ကဒီ Nottingham Forest နဲ့အဓိက transition ကိုအဓိကဦးစားပေးတာကိုမြင်တွေ့ရတယ်တစ်ဖက်က Lavia တို့ဘာလို့ဆိုရင်ကျွန်တော်တို့ဒါ simple pass တော့မမှန်ဘဲနဲ့ဒါပြောမှဆိုရင် Lavia ရဲ့ချို့သော moment တွေကဒါ Morgan Gibbs-White ဒါကောင်းကောင်းအသုံးချနိုင်မှာဆိုရင်ဒါတွင်းကိုအဖြစ်နဲ့ပြောင်းလဲနိုင်ပြီးတော့ Nottingham Forest နဲ့ဦးဆောင်နိုင်ခဲ့မှာဒါပေမဲ့ဒါ Gibbs-White ရဲ့ကျွန်တော်တို့မပါနိုင်မှုတွေဒါတောက်လျှောက်ကျွန်တော်ပြောရမယ်ဆိုရင်တကယ်ကိုမှားရင်းနဲ့တကယ်အဆုံးသတ်မသိကြတဲ့အရာတွေဒီနေ့ပွဲမှာတော့ Nottingham Forest ရဲ့ first half ကတော့ dominate ဖြစ်နိုင်ခဲ့တယ်ဆိုပေမဲ့လည်းဒါဒုတိယပိုင်းမှာ Chelsea ရဲ့ဒါ squad အင်အားကလည်းခုလက်ရှိချိန်မှာတကယ်ကို Nottingham Forest နဲ့ပို့ပြီးတောင်းတင်းတဲ့အချက်ရယ်ဒီနီးစနစ်အားဖြင့်နှစ်သင်းလုံးကတကယ်ကိုကွာဟနေတဲ့အချက်ကြောင့်ဒါ Chelsea ကတော့တကယ်ကိုတက်တာနိုင်ခဲ့ပြီဆိုရမယ်ဆိုတော့ဒီနေ့ပွဲမှာတော့ကျွန်တော်ဒါပြောကြရရှိရတော့ဒါအနီးကပ်ထပ်ထိပြန်တယ်ပေါ့ဗျာအဓိကမာလူကူဆိုနေနဲ့မလုပ်တဲ့အမှားကိုထပ်ပြီးတော့ကျွလွန်နေတဲ့အတွက်ကြောင့်မလို့နှောက်ဝတနီနဲ့89မိနစ်ရောက်မှာထုတ်ပယ်ခံရတယ်ဆိုတော့ဒီဟာဒီပြောမှဆိုတော့ဘလိုပဲ10ရောက်ဖြစ်သွားတယ်ပဲဆိုတော့ဒါ3ဂိုးသွင်းပြီးသားဖြစ်သွားပြီဆိုတော့အဓိကတော့ဒါ Northern Forest ပြန်လာဖို့အတွက်ရာလုံးမရှိတော့ဘူးဗျဆိုတော့ဒီလိုမျိုးအနေထားတခုဆိုတော့ဒီတွင်းသွားရင်ဒီ fact ပထမဆုံး2ဂိုးပေါ့နော်2ဂိုးဆိုရင်တကယ်ကိုမှကျွန်တော်မိနစ်အပိုင်းခြားဒီ2မိနစ်3မိနစ်အတွင်းမှာတကယ်ကိုတွင်းသွားနိုင်ခဲ့တာဒါပြောရမစင်တကယ်ကိုအချောင်းပေါင်းရဲ့တွင်းကိုကလည်းတကယ်ကိုမှကျွန်တော်တေးသက်လှပသလိုတစ်ဖက် net ရဲ့တွင်းကိုကလည်းတကယ်ကိုမှကျွန်တော်တို့အဆုံးသတ်မှုတေချာနိုင်ခဲ့တယ်ဒါ Reece James ဆိုတော့ကျွန်တော်တို့တကယ်ကိုမှသူ့အနေနဲ့ဒါ assist ဒါ net အတွက်ဒါ assist ပြုလုပ်လိုက်ခဲ့ပြီးတော့ဒါပြီးခဲ့တဲ့
ပြောလို့ဆိုရင်နောက်ဆုံးသူ့ရဲ့သွင်းကိုအနိုင်ကိုတကယ်ကိုမှဒါကိတကယ်လုပ်တဲ့ကိုဆိုလေတကယ်ကိုမှကောင်တာကရလာတဲ့အရာကိုကောင်းမှုဆုံးသုံးချနိုင်ကြတယ်ဆိုဒီလိုမျိုး result ကြောင့်ခုတစ်ချိန်ချိန်မှာတော့ Chelsea အနေနဲ့ရမှတ်14မှတ်နဲ့အတူပဲအဆင့်၄မှာရပ်တည်နေပြီဖြစ်တယ်တစ်ဖက် Tottenham Hotspur ကိုလည်းကျွန်တော် PR ပေးထားပြီးဖြစ်တယ်လို့ကျွန်တော်တို့ဒါခုတစ်ချိန်အောက်မှာဘုံမောက်ကိုလည်းခုတစ်ချိန်ကတော့ဘုံမောက်ကတော့တပွဲမကစားသေးဘူးเนาะဆိုတော့အဲ့ဒီနေရာတစ်ခုမှာအမှတ်တူသွားပြီ CD ကိုလည်းကျွန်တော်တို့ဒါအပေါ်ရောက်သွားပြီ CD ကတော့ကျွန်တော်မကြခင် Everton နဲ့ဆော့အောင်မယ်ပေါ့ဆိုတော့ဒီလိုမျိုးမတိုင်ခင်မှာ Liverpool တို့တခြားတော့ Arsenal တို့လည်းထပ်ပြီးတော့ PR ပေးလာနိုင်ခဲ့ပြီဆိုတော့ဒီပွဲဒီပြောရမယ်ဆိုရင်တော့တကယ်ကိုကောင်းမွန်တဲ့ Chelsea တို့တကယ်ကို bounce back အကောင်းဆုံးပြုနိုင်တဲ့ပွဲလို့ပဲဆိုပါမယ်ဆိုတော့လိုင်းရဲ့ထုတ်ပုံမှာတော့ကျွန်တော်ဂါနာချိုဒီနေ့ပွဲမှာမြင်ခဲ့ရဆိုပေမဲ့လည်းဂါနာချိုရဲ့တကယ်ကိုကျွန်တော်တို့outplay ပြုလုပ်နိုင်တဲ့အရာတွေတော့ဒီနေ့ပွဲမှာတော်တော်လေး Chelsea ပြတဲ့ညီကိုတော့အားရမယ်လို့တော့မထင်ဘူးเนาะဆိုတော့အဲ့ဒီအနေအထားတစ်ခုမှာဒါ Azomaresca အနေနဲ့ဒါပြောမယ်ဆိုရင်တော့ဒါခုလက်ရှိဒီနေ့ပွဲမှာဒါ Queen တွေဒါကြီးချက်တာတော့ကျွန်တော်တို့Caballero ပေါ့နော်ဒါလက်ထောင်ပြချင်းချက်တယ်ဒါပေမဲ့ကျွန်တော်တို့အရာ decision ချတော့ Azomaresca လို့ပဲဆိုရမယ်ဆိုတော့ဒါ Casemiro ထည့်တယ်Jimmy Getting ထည့်တယ်ဒါပြင်Margui ထည့်တယ်ဆိုတော့ဒီလိုဒီထားတစ်ခုမှာတကယ်ကိုကောင်းမွန်တဲ့အရာတွေကိုတောက်လျှောက်ဆိုလို့မြင်တွေ့ရပြီး Chelsea ကတော့ဒုတိယပိုင်းမှာတကယ်ကို possession ပိုင်းနဲ့အသာစီပြောရလို့ဆိုရင် off the ball moment တွေမှာလည်းတကယ်ကိုမှကျွန်တော်ဘောလုံးရှင်လူနိုင်တဲ့အရာတွေရှိခဲ့တယ်ပေါ့ဆိုတော့တကယ်ကိုမှကောင်းမွန်တဲ့အရာပါတစ်ဖက်ကကျွန်တော်တို့ဒါ Ego Jesus ပေါ့နော်ဒီကစားသမားကတော့ကျွန်တော်တို့ဒါ46မိနစ်မှာအသုံးတော်ဝင်လာခဲ့တယ်သူ့ရဲ့ကူကကျွန်တော်ဝင်သွားပြီတောင်ထင်တယ်ဗျအဓိကတိုင်နဲ့ပြန်ထိပြီးတော့ပြန်ရှန်ထွက်လာတယ်ဟုတ်လားအဓိကတော့ဒါကျွန်တော်တို့ခြေပါကိုတွင်းခံရတော့မယ့်အနေအထားတစ်ခုဖြစ်ခဲ့ပြီမဲ့လည်းကျွန်တော်တို့ဒါ Northern Forest ကလည်းဒီနေ့ပွဲမှာဂိုးကန်ခေရလည်းပါတယ်လို့ပဲကျွန်တော်ဆိုရမယ်ဒါပေမဲ့ Chelsea ကတော့တကယ်ကိုဒီနေ့ပွဲမှာတော့တကယ် dominant ဖြစ်ဆော့ကစားနိုင်ခဲ့တယ်ဒီ result ကြောင့်တော့ခုလက်ရှိချိန်မှာတော့ Chelsea ကတော့ positive ဆောင်သွားဆိုမှတစ်ဖက် Northern Forest ကတော့တော်တော်လေးဒါပြောမှဆိုရင်တော့ pressure များလာပြီလို့ပဲဆိုရမယ်ဒါကျွန်တော်တို့ပြီးခဲ့တဲ့နီးပြ Nuno Santos ကိုထုတ်ပြီးနောက်ပိုင်းမှာဒါကျွန်တော်တို့ရဲ့ဒါပြီးခဲ့တဲ့ Spurs နီးပြဟောင်းဖြစ်တဲ့ Angie ပေါ့နော်ဒါ Postecoglou ကိုထုတ်ခန့်ထားတယ်ခန့်ထားတဲ့အရာမှာလည်းခုလက်ရှိချိန်မှာAngie အနေနဲ့ဒီခုလက်ရှိချိန်ကြီးကျွန်တော်နိုင်ပွဲရအောင်စွမ်းဆောင်နိုင်သေးဘူးဆိုတော့ဒါ Forest ပြတ်တွေဆိုရင်ဒါ Jesse Jane ရဲ့ဒါ3 နှစ်ဖြစ်စေမဲ့အလုံးသွင်းပြီးနောက်ပိုင်းမှာဆိုရင်ဒါတွင်းကွင်းထဲကနေထွက်သွားတဲ့အရာတွေကိုလည်းမြင်တွေ့ခဲ့ရဆိုတော့Northern Forest ကတော့ဒါပြောမှဆိုပိုင်ရှင်ပေါ်နဲ့ဖိအားများလာမှာဖြစ်တယ်လို့ဒါဖက်ဖက်ကနေပြီးတော့ပို့ပြီးတော့ဖိအားများလာစီမဲ့အချက်တို့ပဲဆိုရမယ်ဆိုတော့Chelsea ကတော့တကယ်ကိုမှအကောင်းဆုံးဒုတိယပိုင်းတော့ကျွန်တော်တို့အကောင်းဆုံးပြန်လာနိုင်ရလို့ပဲသုံးသပ်ချင်တယ်ပထမပိုင်းမှာတော့ကျွန်တော်တို့ဒါNorthern Forest ကအသာစီးရချင်ရောင်ရှိခဲ့ပဲဆိုပေမဲ့လည်းကောင်းမွန်တဲ့အခွင့်အရေးတွေရခဲ့တယ်။တစ်ဖက်က Chelsea ကစားသမားတွေဖြစ်တဲ့ဒါလာဗီယာတော့အမှားရင်းတဲ့နေရာနဲ့စင်ကျွန်တော်တို့ဒါအကောင်းဆုံးchance တွေရခဲ့တယ်ဆိုပေမဲ့လည်းဒီခွင့်ရကိုအကောင်းဆုံးမသုံးချနိုင်ဘူးလို့ဆိုဒီလိုအတွက်ကြောင့်လည်းရာရာအားလုံးကတော့ Chelsea အသာပဲဖြစ်သွားတယ်ဆိုတော့ခုလက်ရှိတော့ Chelsea အနေနဲ့ဒါအစစ်လေးမှာရောင်းမဲ့စလေးနဲ့တူဒါကိုကွာချာချက် +7 နဲ့တူပဲရက်တည်နေပြီဖြစ်တယ်ဆိုတော့ညီကိုတွေကဘယ်လိုမျိုးထင်မြင်ယူဆကြတဲ့ဒီပွဲပေါ်မှာဆိုတော့ဘယ်သူက man of the match ဖြစ်မယ်ထင်ကျွန်တော် decision ရမယ်ထင်တယ်ဆိုတော့ဒီအတွက်လည်းကျွန်တော် decision တော့ဒီနေ့ပွဲမှာတကယ်ကို outplay ပြုလုပ်နိုင်ခဲ့တဲ့ကစားသမားတစ်ယောက်လိုပဲကျွန်တော်တို့သုံးသပ်ချင်တယ်ဆိုတော့ညီကိုရောဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဘယ်လိုထင်မြင်ယူဆကြလဲဒါ comment အောက်မှာဝင်ရောက်ဆွေးနွေးနေခွင့်တောင်းရပါဆိုတော့အားလုံးကိုကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ပါမယ်အားလုံးပဲ bye bye